ဒီနှစ်ယောက်ရှိတယ်အကြီးမရွှေပိုးမုံနိုင်ပေါ့ဗျာနာမည်အရင်ကနာမည်ပြည့်စုံတော့နောက်တဲ့အငယ်မလေးကရွှေရည်ခစ်အဲ့နှစ်ယောက်စလုံးနဲ့အဲ့ညီလေးနှစ်ယောက်စလုံးနဲ့ကျွန်တော်ချွေးမကျွန်တော်မိသားစုနဲ့အတူတူရှိပါတယ်ကျွန်တော်ချွေးမလေးကိုကျွန်တော်အမွေစားအမွေခံတမိအဖြစ်ပြန်မွေးစားလိုက်ပြီးတော့ကျွန်တော်သားအကြီးကောင်ကျွန်တော်အမွေဖြတ်လိုက်ရပါဒီမှာရေးထားတာနာမည်လည်းသူတို့တခြားလည်းမသိဘူးနေဗျာရေးထားတာပါတယ်သူ့နာမည်ကနေရဲနဲ့နာမည်ခက်စင်ဆိုပြီးတော့နေသွေးဆိုပြီးတော့ရေးရတယ်ဗျလူကြီးအကြောင်းလည်းတခြားလည်းမသိပဲနဲ့အဲ့တော့ခင်ဗျားငွေမက်တာဖြစ်နိုင်ပါတယ်ကွန်မန့်နေရလေကျွန်တော်အဲ့ကွန်မန့်တွေကိုဖတ်နေကျွန်တော်ရည်ကျင်လဲရည်ကျင်တယ်စိတ်လည်းမကောင်းဘူးဗျအဲ့အတွက်ကျွန်တော်ဒါကိုလာဖြည့်ရှင်းတာပါအဲ့တော့ကျွန်တော်ချွေးမလေးကကလေးနှစ်ယောက်ရပြီးတော့မှကျွန်တော်သားအကြီးကောင်ဖောက်ပြန်သွားပါတယ်ဖောက်ပြန်တာမှရိုးဖောက်ပြန်တာအချင်းချင်းဖောက်ပြန်တယ်ပြီးတော့ကျွန်တော်သားအကြီးကောင်အဲ့သူဖောက်ပြန်တဲ့အမျိုးသမီးနောက်ကိုကောက်ပေါင်လိုက်သွားပါတယ်အဲ့တော့ကျွန်တော်ချွေးမလေးကိုကျွန်တော်တနာတဲ့တွေ့ကျွန်တော်ကသမီးအဖြစ်ကျွန်တော်တို့တမိသားစုကချစ်စစ်ခင်နေကျွန်တော်သမီးငယ်မကလည်းသူ့အမရင်းလို့ချစ်တယ်ကျွန်တော်လည်းသမီးရင်းလို့ချစ်တယ်တွေ့ကျွန်တော်တို့အိမ်မှာပဲမိသားစုစီးလုံးနေပါတယ်ကျွန်တော်သားအကြီးကောင်ကိုကျွန်တော်ငွေဖြတ်လိုက်တာအခုဆိုလို့ရှိရင်6လကျော်ပါပဲအဲ့တော့မတီးဘဲနဲ့ငွေမက်ကျွန်တော်ငွေမက်တယ်ဆိုတာပြည့်တဲ့ဒီသူတို့ပြောတာမှန်တယ်ဗျကျွန်တော်ငွေမက်ပါတယ်ဘယ်ငွေကိုမက်လဲသိလားကျွန်တော်ငကူကခြေမနော်ငကူကခြေမကြအောင်ရှာထားတဲ့ငွေကိုမက်ပါသူများကြီးကဒီနေ့တည်းကျွန်တော်ကတကြက်ပြားမှကျွန်တော်မကျူးလွန်ဘူးသူတို့မယူဘူးဗျာအဲ့တော့လက်ဆောင်ပေးရင်တော့ယူတယ်လေဟုတ်တယ်မဆုချရရင်ယူတယ်ပွဲကောက်လို့ရတယ်ယူတယ်ရုပ်ရှင်ရလို့ရတဲ့ပတ်စံယူပါတယ်ကျွန်တော်ငွေမက်ပါတယ်ဘာကြောင့်ငွေမက်တာလဲဆိုတော့ကျွန်တော်မိသားစုအတွက်ကျွန်တော်ရှားရပါတယ်ကျွန်တော်မြည်လေးမြောက်အရွယ်ရောက်ဖို့အတွက်ကျွန်တော်ကြောင်းထားပေးရတယ်ကလေးတွေကိစ္စတွေအကုန်လုံးကျွန်တော်တာဝန်ယူရတယ်သားသမီးတွေအရွယ်ရောက်လာလို့သူတို့တွေလွတ်သွားပြီလို့ထင်နေကြမှာကျွန်တော်မြည်နှစ်ယောက်ကကျွန်တော်အတွက်ကျွန်တော်ရှာဖွေမှရမယ့်အခြေအနေမျိုးတစ်ခုကိုဆက်ရောက်လာတဲ့အတွက်ကျွန်တော်ငွေမက်ပါတယ်ငွေမက်ပင်နဲ့ကိုစူးစမ်းလို့ရတဲ့ငွေကိုမက်တာပါကျွန်တော်သူများရှာအလက်ကားရတဲ့ငွေမက်ပါအဲ့ဒါတော့ဒါကျွန်တော်ရဲ့ခံချက်ပါကျွန်တော်ဒီခုချိန်ထိသူများရှာမယိုးမသားနဲ့ဖောက်လဲဖောက်ပြန်လုပ်ထားတဲ့ငွေတစ်ခုမှမရှိပါဘူးကျွန်တော်ယူသားနဲ့စူးစမ်းပြီးရှာတယ်ကျွန်တော်ရဲ့ကျေးဇူးရှင်အောင်သမားကြီးမိသားစုအတီးဆုံးပဲကျွန်တော်ကြိုးစားပြီးရှာတယ်သူတို့ရှိကကျွန်တော်ပစ္စည်းလေးတွေယူပြီးရင်ကျွန်တော်ဝယ်ပြီးရင်ကျွန်တော်အဲ့လိုမျိုးပေါ့ကျွန်တော်ပြီးနေတဲ့လောက်လေးဖဲ့ပေးနေကျွန်တော်ဒီဝတ်ဒီချင်းတွေရောက်လာတာပါကျွန်တော်လက်ကားရတာတဲ့ပတ်စံမရှိပါဘူးဟုတ်အဲ့တော့ဒီ post ကိုတင်နေသိစေချင်တာပါမိသားစုအကြောင်းကိုမတီးဘဲနဲ့ဖုန်းဆက်ပြီးမေးဝေဖန်တဲ့သူကလည်းရေးတယ်ပြီးတော့ comment မှာရေးတဲ့သူတွေကလည်းခင်လန်ရတော့ငွေမက်တယ်ဆိုတာဖြစ်နိုင်ပါတယ် तू ကဘယ်လိုခေါ်လဲတကူကြီးစူးစမ်းပြီးရလာတဲ့ဖြစ်တယ်သူဆိုတော့သူငွေမက်တာဖြစ်နေဟုတ်တယ်ကျွန်တော်ငွေမက်ပါတယ်ခုနကကျွန်တော်ပြောသလိုပေါ့ကျွန်တော်နဖူးကချွေချီမကြောက်အောင်ရှာထားတဲ့ငွေကျွန်တော်မက်ပါတယ်အဲ့ဒီငွေတွေကျွန်တော်အလကားမသုံးပါဘူးကျွန်တော်တက်နိုင်တဲ့ညမှာတူပါတယ်ကျွန်တော်မိသားစုအတွက်လိုအပ်တဲ့ညမှာသုံးပါတယ်အဲ့ဒါလေးလာပြောတာပါခင်ဗျဟုတ်ကဲ့ကျွန်တော်ငွေမက်ပါတယ်ခင်ဗျကြီးရနော်သူများ